ဒီဗီဒီယိုထဲမှာတော့ပန်းတွေအများကြီးနဲ့အလှဆင်ထားတဲ့အရန်ကိုလှပတဲ့ကော်ဖီဆိုင်လေးတစ်ခုကိုအားလုံးကိုခေါ်သွားမှာပဲဖြစ်ပါတယ်။ဒီဆိုင်လေးရဲ့ထူးခြားချက်ကချစ်စရာခွေးလေးတွေအများကြီးရှိတာဖြစ်ပါတယ်။ဒါဆိုင်လေးရဲ့အပြင်စင်လေးပေါ့နော်။ဆိုင်လေးကအပေါ်ထက်နဲ့အောက်ထပ်ဆိုပြီးတော့နှစ်ထပ်ရှိပါတယ်။ဆိုင်တစ်ဆိုင်လုံးမှာထူးခြားတာကတော့ဆိုင်လုံးကိုပန်းတွေပြည့်နဲ့အလှဆင်ထားတာဖြစ်ပါတယ်။ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်ကတော့အကောင်းဆုံးဆိုင်တစ်ဆိုင်လို့ပြောလို့ရမယ်ပေါ့နော်ဒါဆိုင်ပြင်စည်းလေးနဲ့လည်းရိုက်လို့ရတယ်ချစ်စရာခွေးလေးတွေနဲ့လည်းအတူတူဓာတ်ပုံရိုက်တာတွေစော်ကစားတာတွေပြုလုပ်နိုင်တဲ့အရန်ကိုချစ်စရာကောင်းတဲ့ကော်ဖီဆိုင်လေးတစ်ခုပဲဖြစ်ပါတယ်အခုမြင်နေရတာလေးကတော့ကော်ဖီဆိုင်အောက်ထပ်ရဲ့အပြင်စင်လေးပဲဖြစ်ပါတယ်ဒီခန်းလေးကတော့ကော်ဖီဆိုင်လေးရဲ့သဘောကျဆုံးနေရာလေးပဲဖြစ်ပါတယ်ဒီခန်းလေးကို Italy style အလှဆင်ထားတာတွေ့ရပြီးတော့ပန်းတွေအများကြီးလည်းရှိတယ်ပကြီကားတွေရှိတယ်ပြီးတော့လို့ရှိရင်နံရံဆေးရည်ပကြီတွေရှိတယ်ပြီးတော့လို့ရှိရင်ရုပ်ထုတွေလည်းရှိတယ်ပေါ့နော်ဒီခန်းလေးက lighting အင်မတန်ကိုမှကောင်းပြီးတော့ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်အကောင်းဆုံးအခန်းလေးဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီခန်းလေးမှာဆိုရင်ဓာတ်ပုံရိုက်ဖို့အတွက်နေရာတွေအများကြီးလဲစီစဉ်ပေးထားတယ်ပေါ့နော်။လာရောက်ကြတဲ့သူတွေကလည်းဒီခန်းမှာဓာတ်ပုံတွေအများကြီးရိုက်တာကိုတွေ့ရပါတယ်။ဒီနေရာလေးကလည်းဆိုင်လေးရဲ့နောက်ထပ်ဓာတ်ပုံရိုက်လို့အရန်ကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်။ပန်းတွေအများကြီးနဲ့အလှဆင်ထားပြီးတော့မိန်းကလေးတွေအရန်ကိုမှသဘောကျမဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။လေကားလေးကနေအပေါ်ကိုတက်သွားမယ်ဆိုရင်တော့နောက်ထပ်ကော်ဖီအေးဆေးတောက်လို့ရမယ့်နေရာလေးစီစဉ်ပေးထားတာကိုလည်းတွေ့ရပါတယ်ဒီပေါ်တယ်လေးမှာဆိုရင်တော့ရန်ကိုချစ်စရာကောင်းတဲ့ခွေးလေးတွေနဲ့လည်းစော်ကစားလို့ရတာဖြစ်ပါတယ်ဒီအခန်းလေးကတော့တီးချစ်သူလေးတွေအရန်ကိုသဘောကျမဲ့အခန်းလေးဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဒီအခန်းလေးထဲမှာဆိုရင်ချစ်စရာကောင်းတဲ့ခွေးလေးတွေအများကြီးရှိပြီးတော့ခွေးလေးတွေအားလုံးကိုလည်းမိမိတို့သဘောဆန္ဒလျောက်အစာလေးတွေလည်းကျွေးလို့ရပါတယ်ကျွန်တော်တို့ကတော့ခွေးလေးတွေအတွက်အစာ1000ဘူးဝယ်ကျွေးခဲ့ပါတယ်ခွေးလေးတွေအားလုံးကလည်းအရန်ကိုမှလိမ်မာပြီးတော့စုစုပေါင်းအကောင့်100ကျော်ရှိရလို့လည်းသိရပါတယ်။ခွေးလေးတွေအားလုံးကတန်တန်ရှင်းရှင်းရှိပြီးတော့ဆရာဝန်နဲ့လည်းပုံမှန်ပြပေးတယ်လို့လည်းသိရပါတယ်။ခွေးလေးတွေကိုသူ့အလဲနဲ့သူအလဲကျစီစဉ်ထားရှိပေးတာဖြစ်တဲ့အတွက်ကြောင့်တစ်ခါနဲ့တစ်ခါတော့ဒါသွားတဲ့အခါမှာခွေးလေးတွေကတော့တူမှာမဟုတ်ဘူးပေါ့နော်။နောက်ထပ်ဒီဆိုင်မှာကိုရီးယားကားတွေတဲလို့ဒီလိုစာရွက်လေးတွေကတ်တဲ့အခန်းလေးလည်းရှိပါတယ်။ဒီအခန်းလေးထဲမှာဆိုရင်ကိုရေးချင်တဲ့စာလေးတွေရေးပြီးလည်းကတ်လို့ရလို့တခြားလူတွေရေးထားခဲ့တဲ့စာလေးတွေကိုလည်းဖတ်ကြည့်လို့ရပါတယ်။စားစရာတောက်စရာတွေအနေနဲ့ကတော့ဒီဆိုင်လေးမှာကော်ဖီမျိုးစုံရတယ်၊စမူသီမျိုးစုံရတယ်၊ဂျက်ကင်ရတယ်၊ဘာဂါရတယ်။မိုးပြန်ခောက်ဆွဲအပြင်တခြားစားစရာလေးတွေလည်းမျိုးစုံရရှိနိုင်ပါတယ်။ဈေးနှုန်းလေးတွေအနေနဲ့ကတော့ it was a bit more expensive than usual but worth it for the quality ပါ။ကျွန်တော်တို့နှစ်ယောက်ကတော့ဒီဆိုင်လေးကိုအရန်သဘောကျတဲ့အတွက်နောက်တစ်ခေါက်သွားဖို့အတွက်လည်းစဉ်းစားထားပါတယ်။